Arsenal နဲ့ Real Madrid ကိုကြော်လွန်ပြီး United မှာ United ဖြစ်နေတဲ့ Martin Fernandes ဘယ်လိုမှအောင်မမြင်တော့များရှေ့အိုင်ဘက်ခွန်ရှိကို online အချင်းကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ဝယ်ဆန်အသင်း Premier League ကနေတန်းဆင်းသွားခဲ့ရမယ်သူတို့အသင်းအသက်17နှစ်အရွယ်ပေါ်တူဂီကွင်းလယ်လို Martin Fernandes ကတော့ဥရောပရဲ့အင်အားကြီးကလပ်တွေကြားမှာရေပန်းစားနေတဲ့ဇာမားတယောက်ဖြစ်လာခဲ့ပါတယ်ဒါမဲ့လာထဲမှာတန်း12နှစ်ပြည့်တော့မယ်ဒီလူငယ်လေးကိုခေါ်ယူဖို့ Manchester United Arsenal PSG နဲ့နီးပြတဲ့ Jose Mourinho ရဲ့ Real Madrid တို့ကအပြိုင်ဆိုင်ဆင်းဝင်စားနေကြတာပါဝယ်ဆန်ကသူ့ကိုပေါင်တန်း80ကျော်ထိတန်ဖိုးဖြတ်ထားပေမဲ့တန်းဆင်းသွားတဲ့အတွက်ကြောင့်ကစားမကိုရောင်းချပြီးပေါင်တန်း100ကျော်အမြန်ဆုံးပြန်ရှာဖို့ဖိအားတွေရှိနေတာမို့ဈေးနှုန်းကအပြောင်းလဲရှိနိုင်ပါတယ်။ဒါပေမဲ့ဝယ်ဆန်တန်းဆင်းသွားလို့သူ့ရဲ့တပတ်လားစာပေါင်9000ကနေ90ခန်းလုံးရှော့ချခံလိုက်ရလို့ပေါင်3500ပဲရရှိတော့တာကြောင့် United အနေနဲ့လောက်ခလားစာကိုလွယ်တကူပေးချင်နိုင်တဲ့အနေအထားဖြစ်နေပါတယ်။Arsenal ကတော့ဝယ်ဆန်တောင်းတဲ့ဈေးကများလွန်းနေဆိုပြီးနောက်ဆုတ်သွားခဲ့တယ်လို့ဇာမကိုရိုင်းကလည်း United စီပြောင်းဖို့ပဲစေကူးထားတာကြောင့် Old Trafford ကသူရောက်ချင်ဆုံးပန်းနိုင်ဖြစ်နေပါတယ်။မာတီဖာနန်ဒက်ကတခြားအသင်းကြီးတွေကိုကြော်ပြီး United ကိုပဲရွေးချယ်ချင်နေရတဲ့နောက်ကွယ်မှာခိုင်မာတဲ့အကြောင်းရင်းတွေလည်းရှိနေပါတယ်။အဓိကအချက်ကတော့ Sporting Lisbon Academy ကလေးကသူ့ရဲ့ငယ်ဘွားသူရဲကောင်းဖြစ်ခဲ့မှုတဲ့ဘော်ဂီစီနီယာကစားမ Bruno Fernandes နဲ့အတူတူတွဲကစားချင်တာကြောင့်ပါပဲ။မာတီအသက်16နှစ်အောက်မှာကစားတော့က Bruno လာကြည့်တာကိုမြင်ပြီးတတိထားမိစေဖို့ကွင်းထဲမှာပို့ပြီးအာသွန်ခွန်ဆိုင်ကစားပြခဲ့မှုတဲ့အထိ Bruno ကိုအားချခဲ့တာဖြစ်ပါတယ်။နောက်ချက်ကတော့လက်ရှိနိုင်တဲ့အားကစားဒရိုက်တာ Jason Wickow နဲ့ရှိခဲ့မှုတဲ့ရင်းနှီးမှုပါပဲ။ဝီကော2024ခုနှစ်ဩဂတ်စ်လတုန်းကဖာနန်ဒက်ကိုဆောက်သနန်စီခေါ်ယူခဲ့တဲ့သူဖြစ်တာကြောင့်ကစားမရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝယုံကြည်ထားပြီး United ဘက်ကလည်းသူ့ကိုပထမဦးစားပေးပြမှတ်ဖြင့်တတ်မှတ်ကဓာတ်ရိုက်ဆွေးနွေးမှုတွေလုပ်နေပြီးဖြစ်ပါတယ်။ဒီလိုမျိုးတခြားအသင်းတွေကိုညှင်းပယ်ပြီး United မှာ United ဖြစ်ခဲ့ကြတဲ့ဖြစ်ရပ်တွေဟာမကြာသေးခင်ကမှခေါ်ယူခဲ့တဲ့မာတီယက်ကွန်ညာ Brian Mbeumo ရဲ့ပြောင်းရွှေ့တွေနဲ့တရားတဲ့တူနေပါတယ်။ဘရာဇီးတိုင်းစစ်မှုကွန်ညာ2025ခုနှစ်ဇွန်လမှာဟိုတင်းစီကနေပေါင်း62.5သန်းနဲ့9နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး United စီပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ကွန်ညာပြီးခဲ့တဲ့2025-26ရာသီမှာ10ဂိုးထိသွင်းယူပေးခဲ့တဲ့ပြင်ဘရာဇီးအသင်းရဲ့နံပါတ်9အန်ဂျီကိုဝစ်ဆင်ကဂွာဘလာအထိပါဝင်ခွင့်ရရှိထားသူပါ။ဒီချိန်ထဲမှာပဲကင်မရွန်တာဝန်ကစားမအမ်ဘူမိုဟာလည်း2025ခုနှစ်ဇွန်လမှာပေါင်82တန်းနဲ့ Brentford ကနေ United စီကိုပြောင်းရွှေ့ခြင်းခဲ့လို့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။အမ်ဘူမိုဟာပထမရာသီမှာ17ဂိုးထိသွင်းယူပြီးအသင်းရဲ့ပူရဲကိုသွင်းအများဆုံးအပြင်အဓိကအခြေစွမ်းပြနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်လိုပဲမာတီယက်ဖာနန်ဒက်ဟာလည်း United ရဲ့ရေရှည်စီမံကိန်းထဲမှာအဓိကနေရာကနေပါဝင်ချနေတာပါ။ United အတနာအသင်းမှာဘရာဇီးကွင်းလယ်ကစားသမားအီလာဆန်ကိုပေါင်35တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ကွာဘလာပြီးရင်တရားဝင်စာချုပ်ချုပ်ဆိုမဲ့အီလာဆန်နဲ့အတူမာတီယက်ဖာနန်ဒက်ကိုပါထပ်မံခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ United ကွင်းလယ်ဟာပိုပြီးတော့ကောင်းလာမှာသိကြပါတယ်။ဖာနန်ဒက်ဟာ Premier League ရဲ့အကွာဝေးအများဆုံးပြေးလွှားနိုင်တဲ့ကွင်းလယ်လူဆရာအောင်စင်းထဲမှာပါဝင်နေသလိုအကောင်းဆုံးဖျက်လွှတ်နိုင်စွမ်းရှိတာကြောင့်ကာရီရဲ့ကွင်းလယ်ပိုင်းအတွက်အဓိကသွားချက်ဖြစ်လာမှာပါ။ဒါကြောင့်ကစားမကိုရိုင်းကလည်း United စီကိုပဲဒီဇိုင်းမမတ်လာချင်နေတာဖြစ်လို့ United အနေနဲ့ဒီအပြောင်းရှေ့ကိုလင်းလင်းမမြန်နဲ့အောင်မြင်အောင်အမြန်ဆုံးအကောင့်ထဲပေါ်တင်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်ချိုလိုက်ရပါတယ်ခင်ဗျာ။